Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လက်ထဲမှာဘက်လေးရာရှိုံနဲ့ Hawaiian Beach မှာတညအိပ်ပြီးတော့ဘန်ကောက်ကနေအသွားပြန်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပေးပါမယ်ဘက်လေးရာရှိရင် beach မှာတညအိပ်လို့ရပြီပေါ့နော် beach မှာတညအိပ်လို့ရပြီကျွန်တော်ဘယ်လိုမျိုးသွားပြီးတော့ဘယ်လိုညအိပ်လဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြောပြပေးထားပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ပြောချင်ပါတယ် Hello အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်နေတာကဒါ Bangkok Train Station ကိုရောက်တာပေါ့နော်ကျွန်တော်ကအခု9နာရီခွဲရထားနဲ့ Hawaiian Beach ကိုသွားမှာပါဒါရထားလက်မှတ်ပေါ့ဒီ ticket ကတရားကို44ဘတ်ပဲပေးရတယ်အရင်တန်တယ်နော်ဒီ44ဘတ်နဲ့ Hawaiian Beach ကိုရောက်သွားမယ်ကျွန်တော်ပုံမှန်စီးကျင်တာတော့9နာရီခွဲရထားစီးကျင်တာပေါ့နော်9နာရီခွဲရထားချုံပူရီမှာစီးရမှာကျွန်တော်9နာရီခွဲကြီးကိုချုံပူရီကိုသွားခဲ့တဲ့အတိုင်းပဲကျွန်တော်ရထားလွတ်သွားတယ်ပေါ့နော်ပုံကွဲကျွန်တော်လည်းအရောက်ရထားလေးထွက်ပြသွားတော့အဲ့ဒါနဲ့ကျွန်တော် Bangkok Train Station ကိုပဲလာခဲ့လိုက်တယ် Bangkok Train Station မှာကျတော့9နာရီခွဲမှရှိမှရတာအခုကကျွန်တော်9နာရီခွဲရထားနဲ့ Hawaiian Beach ကိုလိုက်သွားမှာပါကျွန်တော်လည်းတူ Hawaiian Beach ကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဝိုင်းဘူတာလေးကလည်းလှတယ်ဗျအနီနဲ့အဝါနဲ့ခြေထားတော့အယောင်ကလိုက်ဖက်ဟိုးနောက်မှာဆိုတောင်တန်းကြီးတွေနဲ့တော့မိုက်ဒါအခုကျွန်တော်ဟွာဟင်းဒါရထားဂိတ်ကိုရောက်ပြီပေါ့နော်အခုကမ်းခြေကိုဆက်ချီတက်ပါမယ်ကမ်းခြေတော့ရောက်နေပြီပေါ့နော်ကမ်းခြေတော့ရောက်နေပြီအခန်းမရှာသေးဘူးလောတယ်ဟိုရထားစိုက်လာတာက2နာရီလောက်မှဒီဟိုရောက်တာဆိုတော့ပိုက်စာနေတာအခုကထမင်းရင်ဝင်ဆွဲလိုက်အောင်မယ်ပြီးတော့မှအခန်းရှာရမှာရထားကဟိုလောက်စီးရတယ်4နာရီလောက်စီးရတယ်နည်းနည်းတော့ပူတယ်ဒါပေမဲ့40နဲ့ဆိုတော့တန်ပါတယ်ထမင်းစားလိုက်အောင်မယ်ပြီးပြန်တွေးပါမယ်ဒါအခုကျွန်တော်အခန်းရပြီပေါ့နော်အခန်းကတော့ဒါ Sharon မှာ Sharon ဆိုဒီမှာတန်စင်လေးတွေနဲ့6ယောက်လောက်တော့အိတ်လို့ရမယ်တယောက်ကို300ပဲကြာမယ်တယောက်ကို300ပါဒီ room လေးရဲ့နာမည်က Let's Survive ဆိုပေါ့နော်ဒီ guest house ရဲ့နာမည်อ่ะပေါ့အဲ့ဒါဆိုလို့ရှိရင်တယောက်ကို300ပဲကြာမယ်တော့ရှိုးဒူဘိုင်းရောက်နေတာမဟုတ်ဘူးကမ်းခြေရောက်နေတာနေပူမှာဆိုလို့စတိုင်နဲ့မလိုက်နဲ့လို့ဒီနဲ့တကြားနဲ့ဒါတော့နေပူမှာဆိုလို့ဒါလေးဝစ်လာဒူဘိုင်းရောက်တော့မဟုတ်နော်ကမ်းခြေရောက်နေတာနေပူမှာဆိုလို့ပါဒါပေမဲ့ဒီထဲကနေဝင်သွားပြီဒီကမ်းခြေကကြောက်ဆောင်နေတော့များတယ်ပေါ့နော်ဒီဟွာဟင်းကမ်းခြေကလည်းသူ့ရဲ့နာမည်ကအဲ့လိုကြောက်ဆောင်လို့ပြီးရတာလားမသိဘူးကြောက်ဆောင်နေရတော့တော်တော်များတယ်စော့နေတဲ့သူတွေလည်းရှိတယ်ကောင်းပါတယ်ဒီချိန်လေးကစော့နေတဲ့သူတွေရှိသေးတယ်ကျွန်တော်တို့ကရဲရောက်ချင်းတုန်းကလေရဲရောက်ချင်းတုန်းကအိမ်ဟိုကနေ6ခွဲဘန်ကောက်ကနေ6ခွဲထွက်လာတယ်6ခွဲထွက်လာတယ်ရထားစီကရိုး2နာရီလောက်မှရောက်တယ်အဲ့တော့ထမင်းပါညာဝင်စားပြီးတော့3နာရီထိုးတော့မှဒီအဲ့ gas out ကို check in ဝင်တာပေါ့နော် check in ဝင်တော့ရဲရောက်ချင်းကြောင့်ခဏတစ်ခါပြင်လိုက်တော့9နာရီကျော်သွားပြီပေါ့နော်9နာရီကျော်6နာရီထိုးကနေလောက်မှထွက်လာတယ်ဆိုတော့နေတော့ကြာသွားပြီနေမပူတော့ဘူးရှင်းပြည့်တယ်စောနေတဲ့သူတွေလည်းရှိသေးတယ်နေရမ်းပူရင်လည်းမကောင်း
ရင်နွေးချမ်းမှာကမ်းခြေမှာရင်နွေးချမ်းရပါတယ်ကျွန်တော်ရင်နွေးချမ်းတောက်တာပါအရက်ဘီယာမတောက်ပါနဲ့အရက်ဘီယာတောက်သုံးခြင်းဒီကျမ်းမာရေးကိုစိုးရစွာထိခိုက်စေပါတယ်ရင်နွေးချမ်းတောက်ပါကျမ်းမာရေးကောင်းတယ်ကျွန်တော်ရင်နွေးချမ်းပဲတောက်နည်းနည်းခါရတယ်ရင်နွေးချမ်းတစ်ခါချောက်อ่ะမကောင်းဘူးကာပူတီ လာလဲမလားပဲနဲ့တပုတ်နေရိုက်နေကြပါလေ လာတယ်တော်တော်လောက်နေပြီတော်တော်လောက်သွားပြီတော်တော်လောက်အောင် တပီးရိုက်လာ မလားပါဘူး လေးစဲပါ ဒါအခုကျွန်တော်တို့ရောက်နေတာကခောက်တာကီရက်ဆိုတဲ့ကမ်းခြေပေါ့နော်အတန်ထွက်တာလဲမှားကောင်းမှားနိုင်တယ်သူတို့ကနည်းနည်းလေးအတန်ထွက်တွေကတမျိုးပဲထွက်ကခောက်တာကီရက်ဆိုတဲ့ကမ်းခြေသူကဒီကောင်ကကြတော့ဟွာဟင်းဘီနဲ့ဆိုလို့ရှိရင်တော့10မိနစ်15မိနစ်လောက်ဝေးမယ်ပေါ့နော်ဟွာဟင်းဘီကဘီချ်ဘက်မှာကြတော့ဘယ်လိုမျိုးလဲတော့ဟိုဟာလာတာတော့လာတယ်သူကကြောက်တုံးကြောက်ဆောင်နေများတယ်ပေါ့နော်ဟွာဟင်းဘီချ်ဘက်ကြတော့အဲ့လူစောလို့ရတဲ့နေရာလဲရှိပါတယ်ဒီဘက်ကကြတော့ကြောက်တုံးကြောက်ဆောင်နေမရှိဘူးကမ်းကြီးတောက်လျှောက်ပေါ့နော်ကမ်းကြီးရဲ့ရှောင်းလန်းပူကျဲတယ်ရေလည်းနည်းနည်းလေးပူကြည့်ပြီးတော့ခုနေဖြစ်မယ်ကျွန်တော်ထင်တယ်ညနေဆောင်ကြောက်ကြလို့ရှိရင်တော့လာစောတဲ့သူတွေတော်တော်များမယ်ထင်တယ်အခုလဲစေပူကျဲတဲ့ကြီးစောနေတဲ့သူတွေရှိတယ် speed boat စီးနေတဲ့သူတွေဘနာနာစီးတဲ့သူတွေလှေလော်တဲ့သူတွေရောနော်ရှိတယ်ဒီမှာတစ်ခုပုံမိုက်တာလေကမ်းကြီးမိတာမှာကြောက်ဆောင်ကြီးနဲ့နေတော့ဒီချိန်ကျနေတော့နည်းနည်းလေးပူတယ်ဒါပေမဲ့သူကပို့ပြီးတော့ view ပို့ကြည့်လို့ကောင်းတယ်ဘောကြပါတယ်ဒီကျွန်တော်တို့ဘန်ကောက်ကရင်ပြီးတော့ဟွာယင်းပြီးကိုကြတော့ train နဲ့လာလို့ရတယ်ယထာနဲ့လာလို့ရတယ်ယထာကကြတော့ကျွန်တော်44ဘတ်ပဲပေးရတယ်အဲ့တော့ယထာကအသွား44ဘတ်အပြန်44ဘတ်ဆိုတော့90ဝန်းကျင်ပဲကြမယ်ကဲ100ပဲထားအောင်ဒီမှာညာအိတ်တာကဟိုတယ်တွေ guest house တွေရှိတယ်ဗောနော် hostel တွေ hostel တွေ guest house တွေရှိတယ်အဲ့မှာတဲလို့ရတယ်ကမ်းခြေနဲ့ဆိုရင်9မိနစ်10မိနစ်ပဲဝေးတယ်ကျွန်တော်တို့အခုတဲတဲ့hostel ဆိုလို့ရှိရင်တယောက်ကိုဘတ်300ပဲပေးရတယ် share room ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့မှာ share room မှာနေတယ်300ပဲပေးရတယ်အဲ့တော့ကျွန်တော်တညအိတ်တယ်ပေါ့နော်အဲ့မှာအဲ့တော့ဘတ်400လောက်ရှိလို့ရှိရင်ခင်ဗျာတညအိတ်လို့ရမယ်ဘန်ကောက်ကရင်လာတညအိတ်ပြီးဘန်ကောက်ကိုပြန်လို့ရမယ်ဒါဒီထဲမှာပြောပေးထားတဲ့အကြောင်းအရာတော့ကျွန်တော်ညအိတ်ပြီးအသွားပြန်လုပ်ဖို့တော့ပဲပြောတာပေါ့နော်စားတာတောက်တာကတော့မပါဘူးပေါ့စားတာတောက်တာကတော့ကိုမစားရင်လည်းမကုန်ဘူးပေါ့စားရင်လည်းစားသလောက်ကုန်ပါပေါ့နော်ကျွန်တော်ပြောချင်တာကတော့ဘတ်400လောက်ရှိရင်အသွားပြန်လုပ်လို့ရမယ်တညတဲလို့ရမယ်ဆိုတဲ့အကြောင်းအရာလေးကိုပြောပြပြချင်တာပါဟောဒီ Hawaiian Beach တဲမှာပဲနောက်ထပ်သွားပြထားတဲ့နေရာအသစ်တွေဖျားတွေရှိသေးတာမို့လို့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းဆက်ကြည့်ပေးဖို့ပြောချင်ပါတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကိုထပ်မံပြောပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel ကလေးကို like and subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ